အားလုံးမင်္ဂလာပါဗျသူတိကျန်ပြန်လို့ကြည့်လိုက်တိချန်စနေ့မြန်မာကဖြစ်နေတဲ့တင်းကြောင်းတွေကိုရဲတစ်ဆက်ပြီးနေတဲ့တင်းချန်တွေဖြစ်တယ်ကျွန်တော် channel လေးမြတ်ဆုံးကြည့်တောင်းဆိုပါတယ်ကျွန်တော်ခုရဆက်လုပ်နေတဲ့တင်းလေးကတော့ဒီသူဟော်ရလေးတရားကိုပေါ်တာဆွဲရင်ဘလို့ပြန်ထွက်ရမလဲဘလို့ပြန်မြို့ကြလှုပ်ဆောင်မလဲဆိုတာဒီဖားထဲမှာပြောထားဖြစ်ပါခင်ဗျကျွန်တော်လည်းတူကြည့်လောက်ပါခင် Let's go သူများပေါ်တာဆွဲသွားတာတဲ့ဘယ်လိုပြန်ထုတ်ရမလဲအလုတ်သွားရင်မနေ့၈နာရီ15ရက်9လ2026ဘယ်သူ့ကိုသွားတိုင်ရမလဲတနေ့လောက်တနေ့စားပေါ်ရတယ်ကိုခက်တယ်ဗျအခုကစစ်ဘူးထမ်းတွေကခေါ်နေတာဆိုတော့ဒီကအများစုကလည်းအဲ့စစ်ဘူးထမ်းကိုရှောင်လွှဲချင်ကြတာဘူးမှစစ်ဘူးထမ်းကြီးရောက်တယ်အဲ့လိုဖြစ်နေတဲ့အတွက်ကြောင့်မလို့ကာယကံရှင်ကဆက်ရှင်နေပြည်ပြီးဒီလိုဆွဲစီရတော့ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါပေမဲ့အပြင်လောကမှာလုပ်တဲ့အလုပ်တွေကြတော့ကျွန်တော်တို့ကမသိဘူးခင်ဗျဘယ်လိုထုတ်ရမလဲပါတယ်ဆိုကျွန်တော်တို့ကမသိဘူးဘာဆိုအပြင်လောကနဲ့ပဲတက်ဆိုင်တယ်လေအခုတို့ကအရက်သားတွေဟုတ်တယ်မလားကျွန်တော်တို့စစ်သားဆိုစစ်တပ်မှနေရဆိုတော့အဲ့ဒါတွေကမပြောတတ်ဘူးခင်ဗျကျွန်တော်လည်းနားမလဲတနေ့လုံးတနေ့စားသွားတယ်စာနာပါတယ်ကိုတတိယတနေ့စားတကယ်စာနာပါတယ်ဒါပေမဲ့နိုင်ငံရေးနဲ့ချီပြီးမှခုလိုမျိုးကြရက်တွေဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့လူမျိုးယောက်ျားသားလေးတွေကတိုင်းပြည်အတွက်နိုင်ငံတော်ကြီးကိုတောက်ချောက်အောင်ခင်ဗျဘာလို့လဲဆိုမဟုတ်ရင်ဒီထက်ပိုဆိုးလာရင်မြန်မာနိုင်ငံကြီးကသူများတွေကျူးဆွဲရကတဲ့ဘဝကိုရောက်သွားနိုင်ပါတယ်နေမီတွေအသိခံရတယ်အများကြီးပဲခင်ဗျာဟုတ်တယ်မလားအားကြောင့်မလို့လိုအပ်လို့စစ်မှုထမ်းဥပဒေအတိုင်းထမ်းခိုင်းတာပါဟုတ်ကဲ့နှစ်ခုတစ်ချက်ပဲတင်ရအဲ့ဒါအလုံးကျေးဇူးတင်ပါတယ်နိုင်ငံတိုင်းများဆုံးကြငြိမ်းချမ်းပါစေခင်ဗျ